ကျွန်တော်တို့ဓာကြီးကိုအသေးခွဲရလို့ပြောရတာနိုင်ရလားဒီဗီဒီယိုကြည့်နေတဲ့90ရာခိုင်နှုန်းသောသူတွေကအသေးခွဲတဲ့ဆိုတာကြီးကိုဖြစ်ပူးကြမှာပါဒါဆိုအသေးခွဲတဲ့ဆိုတာဘာကြီးလဲဘယ်လိုမျိုးခံစားချက်ကိုပြောတာလဲဒီကသူတွေခဏလောက်စဉ်းစားကြည့်ပေးပါ relationship တစ်ခု break up ဖြစ်သွားတဲ့အခါဒါမှမဟုတ်ကျွန်တော်တို့သဘောကျနေတဲ့သူတယောက်ကတခြားတစ်ယောက်ကိုသဘောကျနေတဲ့အခါတဲခွဲတယ်ဆိုတဲ့အရာကဖြစ်လာတယ်ဆိုပြီးဒီကသူတွေအများစုစဉ်းစားမိကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါဆိုဒါကြီးကိုတဲခွဲတယ်လို့ခေါ်တာလားโอเคကျွန်တော်နဲ့အတူတူရိုးရိုးရှင်းရှင်းလေးစဉ်းစားကြည့်ကြရအောင်ဒီလိုတဲခွဲသွားတဲ့အခါအဲ့ဒီလူက relationship အသစ်တစ်ခုမတည်ဆောက်တော့ဘူးလားသူတို့သဘောကျမဲ့သူတယောက်ကနောက်ထပ်မရှိလာနိုင်တော့ဘူးလားလူတွေတဘာဝရ view ဆိုင်မှုတွေလေထားမှုတွေကိုလိုချင်ကြပါတယ်ဒါတွေကိုပေးလာတဲ့သူတယောက်ရှိလို့ချင်းဒီကသူတွေပြောတဲ့တဲခွဲတဲ့ဆိုတာကြီးကချက်ချင်းပြောက်သွားမှာပါ maybe အယောက်တစ်ထောင်မှာတစ်ယောက်လောက်တော့မပြောင်းလဲပဲနဲ့ရှိနေနိုင်တယ်ပေါ့လေဒါဆိုဒီလိုမျိုးအဖြစ်ကိုအသေးကွဲသွားတယ်လို့ကျွန်တော်တို့ပြောရတာတန်ရလားကျွန်တော်တို့တော့ no ပါအသေးကွဲသွားတယ်ဆိုတာကျွန်တော်တို့တွေနောက်တစ်ခါဘယ်တော့မှပြန်မရလာတော့မယ့်အရာတွေနောက်ထပ်အသစ်တွေဘယ်တော့မှမရှိလာတော့မယ့်အရာတွေဘာနဲ့မှအစားထိုးလို့မရတဲ့အရာတွေကိုဆုံးရှုံးလိုက်ရမှသာအသေးကွဲတယ်လို့ယူဆတင်တာပါဥပမာကျွန်တော်တို့ကြားရှုံးသွားခဲ့တဲ့ရည်မှန်းချက်တွေပြန်မရနိုင်တော့မယ့်အခွင့်အရေးတွေဒီဘာတွေဆုံးရှုံးလိုက်ရတာမျိုးစသဖြင့်ပေါ့ဒါဆိုရင်ဘယ်လိုမျိုးကိုအသေးကွဲတယ်လို့ပြောတဲ့နေဆိုတာဒီကသူတွေခွဲခြားပြီးတော့တတိထားမိလောက်ပြီးထင်ပါတယ်နောက်နေဆိုရင်အသေးကွဲတယ်လို့ပြောပြီးသွားရင်အသေးကွဲတယ်လို့ပြောရတာနဲ့တန်အောင်အသေးကွဲတာ